နျူကလ িয়ার စစ်ပွဲကြီးဖြစ်ပွားလို့တတော်ရီအားလုံးဆုံးမသွားကြရင်တောင်မှအသက်ရှင်ကျန်နေအောင်မဲ့သူတို့တကယ်လို့ကမ္ဘာကြီးမှာနျူကလ িয়ার စစ်ပွဲတွေပြင်းထန်စွာဖြစ်ပွားလာကြပြီဆိုပါစို့လူသားတွေတော်တော်များများသိကျေပျက်စီးမယ်နောက်ပြီးကံကောင်းလို့အသက်ရှင်ကျန်ခဲ့သူတချို့ဆိုရင်လည်းဆိုးရွားတဲ့အငတ်ဘေးနဲ့ရင်ဆိုင်ရပါလိမ့်မယ်လူတွေတောင်တလောက်ထိ news စစ်ပွဲတွေရဲ့အကြံကိုခံနိုင်မရှိကြတာဖြစ်လို့တရိတ်ဆန်လေးတွေဆိုရင်ရောဘယ်လိုနေမလဲခံနိုင်ရှိနိုင်မှာမလားဆိုတာတွေးစရာဖြစ်လာပါတယ်တရိတ်ဆန်တွေအားလုံးတော့မဟုတ်ပါဘူးနော်အခုပြပြပေးသွားမယ့်တရိတ်ဆန်တွေကတော့မြင့်မားတဲ့တက်ရောင်ကြည်တန်တွေနဲ့ဆိုးရွားတဲ့အငတ်ဘေးတန်တွေကိုခံနိုင်ရှိကြပါတယ်ဘာလို့ကြောင့်သူတို့တွေကအသက်ရှင်ကျန်ခတ်မှာလဲဆိုတာစိတ်ဝင်စားစရာကောင်းလာပါတယ်ရှင်ဒီနေ့ဗီဒီယိုထဲမှာတော့နျူကလ িয়ার စစ်ပွဲတွေဖြစ်ပွားတယ်ဆိုရင်တောင်မှအသက်ရှင်ကျန်ရနိုင်မဲ့တရားတွေရဲ့အကြောင်းနဲ့ပတ်သက်လို့မျှဝေတင်ဆက်ပေးသွားမှာဖြစ်လို့စိတ်ဝင်စားကြတဲ့ပရိသတ်တို့အနေနဲ့ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးဖို့ဖိတ်ခေါ်ပါတယ်ရှင်ကျမတို့ page ကနေပြီးတော့အခုလိုမျိုးကမ္ဘာတလွှားကထူးခြားဆန်းပြတဲ့စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကိုပုံမှန်တင်ဆက်ပေးနေတာဖြစ်လို့ခန်းစားလေးလာကြည့်ရှုကျင်ကြားတဲ့ပရိသတ်တို့အနေနဲ့ကျမတို့ page လေးကို like and follow လေးလုပ်ထားကြဖို့လိုအပ်မယ်ဆိုတဲ့အကြောင်းသတင်းစကားပါလေးပြစေကေတာဆိုရင်ဗီဒီယိုလေးပြန်ဆက်လိုက်ရအောင်ပါရှင်အစောပိုင်းကပြောသလိုပဲလူတွေတောင်အသက်ရှင်ဖို့ဆိုတာတရားမှာတယောက်တောင်မနှဲဖြစ်ပေမဲ့ဒီကောင်တွေကတော့အသက်ရှင်ကြံနေမှာသိကြပါတယ်။နံပါတ်1ပိုဟက်အဝတ်အစားဗီဒီယိုတွေမြို့ကြောင်ခန်းတွေအိမ်သားတွေရဲ့နောက်ကွယ်မှာပေါင်းနေတဲ့ကြားတဲ့ပိုဟက်တွေကနျူကလ িয়ার ပေါက်ကွဲမှုကြံကိုခံနိုင်ရှိကြပါတယ်။ပိုဟက်တွေကအနုမြူဘုံနဲ့ညီမျှတဲ့ဓာတ်ရောင်ကြီးတွေရဲ့တံကိုမတက်နိုင်ကြဘူးဆိုပြီးတော့သူတေသနာပြုမှုတွေအရသိရပါတယ်။နံပါတ်2ကင်မီကယ်တွေကိုတော့ပိုဟက်တွေလိုမျိုးနျူကလ িয়ার ဘုံတန်ခံနိုင်မခံနိုင်ဆိုတာသူတေသနာမပြုရသေးပါဘူး။ဒါပေမဲ့ကင်မီကယ်ရဲ့ခေါင်းကိုဖျက်တောက်လိုက်တယ်ဆိုရင်တောင်ကင်မီကယ်တွေကအချက်ချင်းသိမသွားပဲနှစ်ပတ်လောက်ထိအသက်ရှင်နေတတ်ကြတာအလိုမြင့်မားတဲ့ခရမ်းလွန်ရောင်ကြည်တန်းကိုခံနိုင်ရှိကြတာတခြားသတ္တဝါတွေဆိုရင်ရေခဲထဲမှာအေးခဲပြီးတော့သေဆုံးသွားတတ်ကြပေမဲ့ကင်မီကယ်ကတော့ပြန်လည်ရှင်သန်လာနိုင်တာစတာတွေကြောင့်နျူကလ িয়ার ဘုံတန်ကိုလည်းခံနိုင်ရှိကြမယ်ဆိုပြီးတော့ကောက်ချက်ချထားပါတယ်နံပါတ်3ရင်ကောင်သေးသေးလေးတွေတောင်မှမြင့်မားတဲ့အပူတန်းကိုခံနိုင်ရှိကြပါတယ်။ဒီအချက်ကပေါက်ကွဲထွက်တတ်တဲ့ဓာတ်ရောင်ကြီးတွေကိုခံနိုင်ရှိစေနိုင်တဲ့အဓိကအချက်ပဲဖြစ်ပါတယ်။နံပါတ်4နေကျဲကောင်တွေရဲ့ဓာတ်ရောင်ကြီးတန်းခံနိုင်ကတော့တကယ်ကိုလက်ဖြားခါစရာပါပဲ။နေကျဲကောင်တွေကလူသားတွေထက်အစပေါင်း300လောက်ထိဓာတ်ရောင်ကြီးတန်းကိုခံနိုင်ရှိတဲ့သတ္တဝါတွေပါရှင်။နံပါတ်5ရေဝဝွန်ကိုရေညှိဝဝွန်လို့လည်းခေါ်ကြပါတယ်။ဒီကောင်လေးတွေကတာမန်မျက်စိနဲ့ကြည့်လို့မမြင်ရပါဘူးနော်။အနုချီမှန်မြောင်းနဲ့ကြည်မာသာမြင်ရတာဖြစ်ပါတယ်။ရေဝဝွန်လေးတွေကအပူချိန်အရန်ပြင်းထန်တဲ့ရေထဲမှာကောင်းစွာရှင်သန်နိုင်စွမ်းရှိကြပါတယ်။နံပါတ်6မာမီထရော့ဒီအကောင်လေးတွေကတော့အရန်ကိုတင်းငယ်လို့နဲ့ငါးလေးတွေပါရေတူညဉ့်ညမ်းမှုဘလောက်ပဲဆိုးရွားနေပါစေဒီငါးလေးတွေကအသက်ရှင်နိုင်ကြပါတယ်နောက်ပြီးတော့ဓာတုပစ္စည်းပြင်းပြင်းနေပျော်ဝင်နေတဲ့ရေထဲမှာလည်းရှင်သန်နိုင်စွမ်းရှိကြပါတယ်သမုဒ္ဒရာရဲ့ရေနက်ပိုင်းတွေမှာဒီငါးလေးတွေကိုတွေ့ရှိရတတ်ပါတယ်ရှင်ရေနက်စားတွေကြားထဲမှာပျော်မွေ့နေတဲ့ကြားတဲ့ဒီငါးလေးတွေကသူတို့နေတိုင်းစက်စားရတဲ့ပတ်ဝန်းကျင်နဲ့လျော်ညီအောင်ခန္ဓာကိုယ်တွေကမျိုးရိုးဗီဇဖွဲ့စည်းပုံကိုလိုအပ်သလိုပြုပြင်နိုင်စွမ်းရှိကြတာကြောင့်နျူကလ িয়ার ဘုံတံကိုလည်းတေချာပေါက်ခံနိုင်ရှိကြပါလိမ့်မယ်ရှင်နံပါတ်9ဓာတ်ရောင်ကြည်တန်းကိုကောင်းစွာခံနိုင်တဲ့ဘက်တီးရီးယားဒီအကောင်လေးတွေကလည်းတာမန်မျက်စိနဲ့ကြည့်လို့မြင်ရမှာမဟုတ်ပဲအနုကြည်မှန်ပြောင်းတဲ့ကြည်မှသာမြင်တွေ့နိုင်မှာဖြစ်ပါတယ်ဓာတ်ရောင်ကြည်တန်းကိုခံနိုင်အရှိဆုံးသတ္တဝါလေးတွေပါရှင်ထူးခြားတဲ့အချက်အနေနဲ့ဓာတ်ရောင်ကြည်တန်းလို့ပျက်စီးသွားတဲ့သူတို့ရဲ့ခန္ဓာကိုယ်တွေက DNA တွေကိုသူတို့ဘာသာအလိုလျောက်ပြုပြင်နိုင်စွမ်းရှိကြပါတယ်ဒီဘက်တီးရီးယားလေးတွေကိုတော့ဓာတ်ရောင်ကြည်တန်းလို့ဖျားနာမှုတွေကိုကုသတဲ့အခါမှာအသုံးပြုတာဖြစ်ပါတယ်တကယ်လို့ကမ္ဘာကြီးပေါ်မှာကြီးမားတဲ့နျူကလ িয়ার စစ်ပွဲကြီးတွေဖြစ်ပွားလာခဲ့လို့သတ္တဝါတွေအားလုံးတေကျေပျက်စီးသွားခဲ့ရင်တောင်မှအခုပြပြခဲ့တဲ့သတ္တဝါ9မျိုးကတေချာပေါက်အသက်ရှင်ကျန်ရနိုင်မှာပဲဖြစ်ပါတယ်ရှင်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးကြားလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။